Facebook ကိုအသုံးပြုပြီးတော့ဒီတစ်ချက်ကိုမလုပ်ထားမိသေးဘူးဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့အကောင့်ကိုအလွယ်တကူအခုခံနိုင်မှာဖြစ်ပါတယ်အလွယ်တကူလည်းပြတ်နိုင်တယ်အလွယ်တကူလည်းအခုခံရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအလွယ်တကူအခုခံလို့မရအောင်ကျွန်တော်ရဲ့ security ကို100% save ဖြစ်အောင်ကျွန်တော်ရဲ့ account ပုံစံမျိုးတခြားသူတွေပြန်ဖွင့်လို့မရအောင်ကျွန်တော်မျက်နှာနဲ့တခြား account တွေထပ်ဖွင့်လို့မရအောင်ကျွန်တော်ကဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့က Facebook account ကိုဒီတိုင်းပဲရိုးရိုးလေးပဲအသုံးပြုနေသေးတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေကတော်တော်လေးကိုခက်နောက်ကြတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုက Facebook ဘက်ကနေပို့ပြီးတော့ security ကိုမြင့်တင်ပေးတဲ့အနေနဲ့ကျွန်တော်ရဲ့ Facebook account တွေကိုပို့ပြီးတော့လုံလုံခြုံခြုံအသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ selfie ဓာတ်ပုံလေးတွေကိုလုပ်ပေးဖို့ selfie video လေးတွေကိုလုပ်ပေးဖို့သူကတောင်းဆိုလာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Facebook အသုံးပြုတဲ့သူတိုင်းကမဖြစ်မနေဒီအချက်ကိုမလုပ်ထားဘူးမလုပ်ထားခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကအကြီးကြီးနောင်တရသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကရှာမရှိတော့ဘဲနဲ့အဲ့ဒီကျွန်တော်ရဲ့ Facebook account ကိုလုံလုံခြုံခြုံသုံးချင်တယ်အခုမခံချင်ဘူးဆက်ပြအောင်သုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီနီလန်အတိုင်းလုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အတူတူစလိုက်ကြရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်ကကျွန်တော်ရဲ့ Facebook account ထဲကိုတွားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook account ထဲကိုတွားပြီးတော့ဒီ setting ဘက်ကိုတွားရမှာဖြစ်ပါတယ်ဒီနေရာမှာ setting and privacy ဆိုတဲ့အောက်နားလေးမှာ setting လေးကိုတစ်ချက်နှိပ်လိုက်ပါဗျ setting လေးကိုနှိပ်မယ် setting နှိပ်ပြီးပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့ account center လေးကိုတစ်ချက်နှိပ်လိုက်ပါ account center ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီ profile ရဲ့အောက်နားလေးမှာ password and security ဆိုတာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာဒါလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ option တွေအများကြီးရှိတယ်ဒီနားလေးမှာ verification selfie ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီဟာက Facebook ကျွန်တော်ရဲ့ Facebook account ကိုအတည်ပြုခိုင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook account ကိုတခြားသူတွေကကျွန်တော်ရဲ့မျက်နှာကျွန်တော်ရဲ့ဓာတ်ပုံကိုအသုံးပြုပြီးတော့ Facebook account ကိုဖွင့်လို့မရအောင်အခုခံလို့မရအောင်ကာကွယ်ပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒါလေးကိုနှိပ်မယ်ဆိုတော့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်ကဇူလိုင်12ရက်နေ့တုန်းကကျွန်တော် selfie video ကိုလှုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပေါ်လာတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကမလှုပ်ထားသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာ add selfie ဆိုပြီးတော့ပေါ်လာလိမ့်မယ်ကျွန်တော်ကမလှုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုပေါ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါလေးကို update selfie လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့အတိတ်ကနေဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ဒီမှာ next နှိပ်မယ် next နှိပ်ပြီးတော့သူခိုင်းတဲ့အတိုင်းလုပ်ရမှာဒီနေရာမှာကျွန်တော်ရဲ့မျက်နှာကိုတခြားလေးထားရမှာဖြစ်ပါတယ်ဟုတ်ပြီသူဓာတ်ပုံရိုက်နေပြီဗီဒီယိုရိုက်နေပြီခဏလေးစောင့်ရမယ်အဲ့ဒါဆိုတော့သူအတီးပြုတ်ပြီးသွားပြီဗောနော်ဆိုတော့ကျွန်တော်ရဲ့ Facebook account တွေကျွန်တော်ရဲ့ account တွေကိုလုံလုံခြုံခြုံလဲသုံးချင်တယ် save ဖြစ်အောင်လဲသုံးချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောပြတဲ့နီလန်းကိုတီချာလီလှုပ်ထားပြီးတော့ account ကိုအသုံးပြုလို့ရပါတယ်လို့ကျွန်တော်ပြောကြရင်လည်းဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ